တခါကရွာငယ်လေးတစ်ရွာမှာအရန်ကိုချမ်းသာတဲ့တထေးကြီးတဦးရှိတယ်။တထေးကြီးမှာပညာတတ်ပေမဲ့အလုံးမလုံးပဲအပျော်ပါးမတ်တဲ့သားတစ်ယောက်ရှိတာပေါ့။တထေးကြီးဟာသူမကွယ်လွန်ခင်မှာသားဖြစ်သူကိုဘဝသင်ခန်းစာတစ်ခုပေးခြင်းခဲ့တယ်။တနေ့မှာတထေးကြီးကသားကိုခေါ်ပြီးသားမင်းကိုငါရဲ့အမွေတွေအားလုံးပေးခြင်းတယ်။ဒါပေမဲ့စီကံတစ်ခုရှိတယ်။မင်းကိုယ်တိုင်ချွေးထွက်အောင်လုပ်ပြီးရှာဖွေလာတဲ့ငွေတစ်ချက်ခါကိုငါလက်ထဲအရင်လာပေးရမယ်လို့ပြောလိုက်တယ်။သားဖြစ်သူကဒါလွယ်လွယ်လေးပဲဆိုပြီးသူ့အမေစီကနေငွေတစ်ချက်သွားတောင်းပြီးဖခင်ဖြစ်သူကိုပေးတယ်။တထေးကြီးကအဲ့ဒီငွေကိုယူပြီးအနားကရေတွင်းထဲကိုပစ်ချလိုက်တယ်။ပြီးတော့ဒါမင်းကိုယ်တိုင်ရှာလာတာမဟုတ်ဘူးလို့ပြောပြီးပြန်လွတ်လိုက်တယ်။နောက်တစ်နေ့မှလည်းသားဖြစ်သူကသူ့အမစီကငွေတောင်းပြီးလာပေးပြန်တယ်။တထေးကြီးကအရင်အတိုင်းပဲရေတွင်းထဲပစ်ချလိုက်ပြီးငင်းပယ်ခဲ့တယ်။နောက်ဆုံးမှာတော့ဘသူကမှသူ့ကိုငွေမချေးတော့တဲ့အတွက်သားဖြစ်သူဟာဈေးမှာကုန်ထမ်းတဲ့အလုပ်ကိုတနေကုန်ပင်ပင်ပန်းပန်းလုပ်ခဲ့ရတယ်။နေပူထဲမှာချွေးတောက်ကြအောင်လုပ်ပြီးမှရလာတဲ့ငွေတစ်ချက်ကိုဖခင်စီယူလာပေးခဲ့တယ်။တထေးကြီးကထုံးစံအတိုင်းအဲ့ဒီငွေကိုယူပြီးရေတွင်းထဲပစ်ချဖို့လုပ်တဲ့အခါမှာတော့သားဖြစ်သူကဖခင်ရဲ့လက်ကိုအမြန်ဖမ်းဆွဲပြီးအဖေမလုပ်ပါနဲ့ဒီငွေတစ်ချက်ရဖို့အတွက်သားတနေကုန်နေပူထဲမှာပင်ပင်ပန်းပန်းကုန်ထမ်းခဲ့ရတာပါ။ဒါကိုရေထဲမပစ်ပါနဲ့လို့မျက်ရည်ဝဲပြီးတားဆီးလိုက်ပါတော့တယ်။တထေးကြီးကပြုံးပြီးဟုတ်ပြီးသားအခုမှဒါဟာမင်းကိုယ်တိုင်ရှာတဲ့ငွေစစ်ဖြစ်သွားပြီးသူများစီကအလကားရတဲ့ငွေကိုရေထဲပစ်တုံးကမင်းမနှက်မျောဘူးကိုယ်တိုင်ချွေးထွက်အောင်လုပ်မှရတဲ့ငွေရဲ့တန်ဖိုးကိုမင်းသိသွားပြီဒီလိုတန်ဖိုးထားတတ်တဲ့စိတ်ရှိမှသာငါအမွေတွေကိုမင်းထိမ့်သိမ့်နိုင်မှာလို့ဆုံးမစကားပြောရင်းအမွေတွေကိုလွှဲပြောင်းပေးလိုက်ပါတော့တယ်